သာသနာတော်နှစ်2569ကောဇာတက္ကရာ1389နောင်တကူလာဇန်15ရက်တကူလာပြည့်နေ့ခရစ်နှစ်2026ခုနှစ်4လပိုင်း1ရက်နေ့ကျေးဇူးတော်ရှင်အေကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးတရားဌာနတာဝေါမြို့နယ်ကောစကရန်အတွင်းဝယ်မိတင်းစံပြောသတင်းသုံးနေထိုင်ကြကုန်သောမြတ်စွာဘုရားမှုရှိသောရိယာနွယ်ဝင်ထေသံဃာတော်ရှင်သူမြတ်ပေါင်းတို့အားဥထိတ်ပန်းစင်လျက်တောင်မျိုးပင်ကြီးရွာသာသနာဇောတိကကျောင်းတိုက်ကြီးဦးစီးနာယကဆရာတော်ဘုရားကြီးနှင့်ကျောင်းတိုက်တွင်သတင်းသုံးနေထိုင်ကြတဲ့သံဃာတော်မြတ်ပေါင်းတို့၏မေတ္တာကရုဏာအရေးကိုခိုလုံလျက်ကျောင်းကျူးဆောင်လူကြီးမင်းများမှဥဆောင်ဥရွယ်ပြု၍တောင်မျိုးပင်ကြီးရွာမှတကားတကမပေါင်းသူတော်ကောင်းတို့နှင့်တကွာယနေ့ရဝီမှာလူရှင်လူမအပေါင်းသူတော်ကောင်းတို့မှဝိုင်းဝန်းထောက်ပံ့လူတိုင်းလျက်ဆင်ရင်ကျင်းပအပ်သောအေရဝတီတိုင်းဒေသကြီးပသိမ်ခရိုင်သာပေါင်းမြို့ဇီးဖြူခင်းကြီးရွာအုပ်စုတောင်မယိုးပင်ကြီးရွာသာသနာဇောတိကကျောင်းတိုက်အတွင်ဆင်ရင်ကျင်းပအပ်တဲ့သရုပ်ထအကျိန်ခန္ဓာဉာဏ်ရောက်မိုးကုတ်ဝိပဿနာဒိဋ္ဌံ9ရက်တရားစခန်းယနေ့ပထမနေ့ဓမ္မပူဇနီယဆင်ရင်ကျင်းပရာနေရာဌာနသို့ယနေ့တရားတော်၌ရောက်ရှိလာကြသောစခန်းဝင်သီလရှင်ဆရာလေးများစခန်းဝင်ယောဂီများဝင်းကျင်နီနာရဲရွာများမှရောက်ရှိလာကြသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့နှင့်တကွာအင်တာနက်ပေါ်၌နာယူလျက်ရှိကြတဲ့သာသနာဆွေတော်မျိုးတော်အပေါင်းသူတော်ကောင်းတို့အားလုံးသည်ကိုယ်စိတ်နှပြချမ်းသာချမ်းသာစွာဖြင့်မိမိတို့နေ့စဉ်ကြုံတွေ့ရသမျှတို့အပေါ်၌တန်ဝေကဉာဏ်ဖြစ်အောင်နှလုံးသွင်းနိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပုဒ်ပေးလိုက်ပါရယ်နော်သစ္စာတရားတော်တို့ဟောကြားရာ၌လမ်းပြသူအစစ်ဖြစ်တော်မူသောဘုရားယရနာမဖောက်မပြန်မှန်ကန်သည့်တရားယရနာမြတ်ဗုဒ္ဓ၏ဆုံးမဓမ္မဒေသနာတော်တို့အားကောင်းစွာကျင့်သုံးလျက်ဖြောင့်စွာကျင့်သုံးလျက်နိဗ္ဗာန်အလို့ငါကျင့်သုံးလျက်သူတော်ကောင်းတို့၏ပူဇော်လှူဒန်းမှုနှင့်လျော်အောင်ကျင့်သုံးလျက်နေပေါင်း2569ခုနှစ်တိုင်အောင်ပြင်ဆင်ခြင်းပြောင်းလဲခြင်းဖြစ်ဆွဲခြင်းနှုတ်ပယ်ခြင်းအလျင်းမရှိပဲအရှိတိုင်းသေဆောင်ဆုံးမတော်မူလာကြကုန်သောသံဃာယရနာယရနာတော်မြတ်သုံးပါးတို့၏ဂုဏ်တော်ကျေးဇူးတော်တို့နှင့်တကွာမိခင်ဖခင်ဆရာသခင်ကျေးဇူးရှင်အပေါင်းတို့၏ဂုဏ်ကျေးဇူးတို့ကိုပူဇော်ကျေးဇူးဆက်သောအဖြစ်၎င်းဥစဉ်၏မျက်မှောက်သို့ယနေ့တရားတော်၌ရောက်ရှိလာကြသောတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့နှင့်တကွာအင်တာနက်ပေါ်၌နာယူလျက်ရှိကြတဲ့တန္တရာဤဆွေတော်မျိုးတော်ပေါင်းတို့အားကျေးဇူးဆက်သောနေဖြင့်ဟောကြားအပ်မဲ့ဓမ္မဒေသနာယဓမ္မဒါနဓမ္မပူဇနီယနိဗ္ဗာန်အောင်စုမြတ်ကောင်းမှုကိုနတ်လူသာဓုခေါ်စီတော်ကဲအလုံးသောသူတော်ကောင်းပေါင်းတို့လည်းအခုလိုကလိရုပ်စုပ်ကတ်ကြီးမှာဘုံရှင်ကံရှင်နေတာလုံနိုင်တဲ့အခုလိုတရားနာခြင်းတရားအလုပ်အားထုတ်တဲ့လုပ်ငန်းကိုတန်မိုးထားပြီးလုပ်နိုင်အောင်ကြိုးစားကြပါလို့ရှိဥစွာလေးစားစွာနဲ့တိုက်တော်မှာရယ်နော်အခုခေတ်အခုခါအခုအချိန်ကြီးကလွယ်လွယ်လေးပြောရင်အခုလိုကောင်းတဲ့အလုပ်မျိုးဘုရားရှင်အဆုံးအမနဲ့ကိုက်ညီတဲ့အလုပ်မျိုးလူအများစုလုံနိုင်ခဲ့တဲ့အချိန်လို့ပြောရင်မှားမလားမှားပါဘူးဗျာအဲ့ဒါဦးဇင်းတို့ကတစ်ဖက်သက်ဆုံးဖြတ်ပြီးပြောတဲ့စကားမဟုတ်ပါဘူးခုဦးဇင်းတို့လူဘဝကိုရလိုက်တဲ့အခိုက်အတန့်အခြေအနေလေးဟာ
လူတွေတက်တန်းပေါင်းနှစ်ရှစ်သောင်းကနေစုပ်ယုပ်လာတာတဖြည်းဖြည်းနဲ့နော်အနှစ်တရာတန်းမှာဂေါရမဗုဒ္ဓပွင့်တယ်ဂေါရမဗုဒ္ဓပွင့်ပြီးတဲ့နောက်နှစ်ပေါင်း2569ကိုရောက်သွားပြီအဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အဆုံးအမတော်ဒီကြောင့်သာအခုလိုသာသနာဟာမြတ်မကွယ်သေးပဲနဲ့သူတော်ကောင်းတို့တွေနာကြားခွင့်ရနေတယ်အားထုတ်ခွင့်ရနေတယ်ဟုတ်ပြီနော်အဲ့တော့ဒီနေ့မှာဦးဇင်းရောက်တဲ့ရွာတိုင်းမှာပြောပြတာလေးတစ်ခုအမြင်ပြောင်းသွားတာပေါ့နော်အရင်တော့ကတော့ဦးဇင်းတို့ကတရားဝဲတွေမှာဗနိုင်းတွေမှာဥနန္ဒဝန္တဒေရုဆရာတော်တချို့အကျိုးဆောင်ကြီးတွေကလည်းအနောက်မှာအမိခတ်ရှိတက်ရတာကြိုက်တော့သူတို့ကဦးဇင်းကိုသာသနာပြုနယ်လေဓမ္မကတိကဘာပြုအဲ့တော့ဦးဇင်းကလည်းသဘောကျကြိုက်တယ်အရင်ကတော်တော်သဘောကျပြီးကြိုက်ခဲ့ဘူးတယ်ဒါပေမဲ့ဒီရဲ့နောက်ပိုင်းမှာမစိုးရိမ်ဆရာတော်များကြီးဥရာဇဓမ္မရဲ့ပြောစကားလေးကိုနားထောင်အောင်ပြီးအမြင်ပြောင်းသွားတယ်ဆရာတော်ကြီးကအနောက်နိုင်ငံတွေကိုအလေအပတ်ခရီးထွက်ပြီးပြန်လာတော့သူတက္ကရာမတွေကသူ့ရက်တောင်ကြီးမှာနော်သာသနာအပြည်တွင်ပြည်ပါသာသနာပြုဆိုတဲ့အမီလီတက်လိုက်တယ်ပြည်တွင်ပြည်ပါဘာဖြစ်လဲအဲ့မှာဆရာတော်ကြီးကပြန်ပြောတယ်ဟိတ်ကောင်နေငါဖာသာငါသွားလေတာကွာတဲ့ဘာသာသနာမှသွားပြုတာမဟုတ်ဘူးတဲ့မင်းတို့ဖြုတ်လိုက်ကွာရှက်ဆရာကြီးတဲ့တော်ပါတယ်နော်ပြီးတော့ဆရာတော်ကြီးကထပ်ပြောသေးတယ်ဒီကျောင်းတိုက်ကြီးမှာတဲ့စာလိုက်တန်ငါပေါင်း3000ကျော်ငါနှစ်တိုင်းစာပေပို့ချနေတာအဲ့ဒါလဲငါသာသနာပြုတာမဟုတ်ဘူးတဲ့သာသနာအပြတ်နှေးအောင်ထိန်းနေတာဘာဖြစ်တာဟုတ်တယ်ဘုရားဟောထားတဲ့ပါဠိတော်တွေနဲ့ရှင်ကြည့်ရင်လည်းအမှန်မဲ့အခုကသာသနာကိုနေလိုလားလို့ပြုလို့ရတဲ့အခိုက်ကာလမဟုတ်ဘူးသဘောပါတယ်နော်အဲ့တော့ကိုတော်တို့ကဘာလို့တရားလိုက်ဟောနေတာလဲအခုလိုအတန်ဝင်တဲ့အထိရွာပတ်ပြီးဘာလို့អော်နေတာလဲမေးစရာရှိတယ်သာသနာအပြတ်နှေးအောင်လိုက်လုပ်နေတာသာသနာဘာဖြစ်တာဘာဖြစ်လို့လဲဆိုတော့အခုခေတ်အခုခါမကောင်းတဲ့အလုပ်ဆိုရင်စီးရုံးစရာမလိုတော့တဲ့ခေတ်ကောင်းတဲ့အလုပ်ဆိုရင်လူကြိုက်နေတဲ့ခေတ်သဘောပါတယ်နော်အဲ့တော့မနေ့ကတော့ဦးစင်းကရွာတရွာကပထမဦးဆုံးချိန်တရားပွဲမှာခင်ဗျားတို့ဖျားပွဲလုပ်တာတော့သာဓုခေါ်ပါတယ်ဗျာဖျားပွဲကိုတရားပွဲနဲ့ဖွင့်လိုက်တာလဲသာဓုခေါ်ပါတယ်ဒါပေမဲ့ရှေးရှေးဆရာတော်ဘုရားကြီးတွေကပြောဘူးတယ်တနေ့တစ်ခါငရဲရှာလူရွာဖျားပွဲလို့ဒီလိုပြောဘူးတယ်တကယ်ကဖျားပွဲဆိုတာကမကောင်းမှုအကုသိုလ်တွေများတဲ့ပွဲဖြစ်တယ်လားသဘောပါတယ်နော်ဒါကြောင့်မလို့ဦးစင်းကသူတို့ကိုတနေ့တစ်ခါကုသိုလ်ရှာလက်ခုပ်ရွာကဖျားပွဲဖြစ်အောင်လို့သဘောပါတယ်နော်ခင်ဗျားတို့ကအခုပထမအကြိမ်မို့လို့ကျုပ်ဥအောင်ပြောလိုက်တာဟိုပွဲသက်ရင်သွားတဲ့10ကြိမ်မြောက်တွေ15ကြိမ်မြောက်တွေဆိုပြောလို့မမီတော့ဘူးပြတ်နှစ်နေပြီဘာဖြစ်နေနေဟုတ်လားမဟုတ်ဘူးလားဟောင်းပြီအခုလက်ရှိအခြေအနေထားကမဟာကန္နာယုံဆရာတော်ဘုရားကြီးပြောသလိုနောက်တစ်ချိန်မှာဗုဒ္ဓဘုရားကိုဇေဒီပထိုးကွယ်နေမယ်ဗုဒ္ဓဘုရားကိုဘာကွယ်မကွယ်ဘူးလားကွယ်တာပဲလေရိုးလေးတွေးကြည့်လိုက်ဘုရားအကြိုက်တရားအားထုတ်နေတဲ့သူတွေများလား
ဇေဒီတော်တွေတီနေတဲ့သူတွေများလားရဲပြောဇေဒီတော်မရှိသေးတဲ့နေရာမှာဇေဒီတဆူတီတာကတမ္မာဒိဋ္ဌိအလုပ်တဲ့ကျမ်းဂန်ဒီမှာပါတယ်အမြင်မှန်လို့လုပ်တာတဲ့ဇေဒီတဆူရှိပြီးသားနေရာမှာနှစ်ဆူတွေ့ရင်အဲ့ဒါမိစ္ဆာဒိဋ္ဌိအလုပ်တဲ့တဆူရှိပြီးသားနေရာမှာနှစ်ဆူတည်ရင်မိစ္ဆာဒိဋ္ဌိအလုပ်တဲ့သဘောပါသလားဘုရားလက်ထက်မှာဇေဒီတီတဲ့ယဉ်ကျေးမှုမရှိခဲ့ဘူးသဘောပါတယ်နော်အဲ့တော့အများစုကြည့်သူကိုသူများကိုမဝေဖန်တော့ဘူးကိုပဲဝေဖန်ဖယားလို့ပြောလိုက်ရင်ခမည်းတော်ကျုပ်တို့ရဲ့စိတ်ထဲမှာတရားကိုမြင်တာလားဇေဒီပထိုးတွေမြင်တာလားရန်ကုန်သားကသူတို့ရွှေတကုံမှရွှေတကုံမန္တလေးသားသူတို့မန္တလေးတောင်နဲ့မဟာမြတ်မုနိမဖယားဟိုကရင်ပြည်နယ်ဘက်ကဟာတွေကလည်းသူတို့ကြိုက်တီယိုမှကြိုက်တီယိုသဘောပါလားပသိင်္ဂဟာတွေကအဲ့လိုပဲလားဖယားကိုပါကွယ်သွားကွယ်ရင်ရေးမကြည့်ဘူးအခုဖယားကိုခုတုံးလုပ်ပြီးကိုစီးပွားရှာနေတဲ့ခေတ်ကိုရောက်နေပြီအဲ့တော့သာသနာပြုလို့ပြောရမှာရှက်တာဗျာအဲ့ဒါဘယ်သူတွေညံ့လို့လဲဆိုတော့ကျုပ်တို့ဘုန်းကြီးတွေညံ့လို့တဲ့ပဲဗျာမတတ်နိုင်တော့နော်တပည့်တွေကိုပြောနေငါလည်းအသက်ကြီးပြီလို့ဘယ်နေ့သိမလဲမသိဘူးသိတာတွေတော့ပြောခဲ့မယ်ကွာလို့နောင်လာနောက်သားဟိုညံထက်တဲ့ကလေးတွေနာပြည့်ရင်လေသူတို့ပြင်နိုင်အောင်ပြင်ချင်ရင်ပြင်လို့ရအောင်သဘောပါသလားဖျားဝဲဗန်းပြပြီအရင်ဆုံးရောက်လာတာအရက်ဆိုင်ဖျားဝဲဗန်းပြပြီအကျိုးတော်ဆောင်ဒီဂောဘကတွေကတော့ဟံပြပေါ့ဖျားပွဲအတွင်းအရက်မရောင်းရဖျားပွဲအတွင်းသူတို့အဲ့လိုရေးလိုက်တော့လုံးဝမရောင်းတော့ဘူးများထင်လားအရက်ဆိုင်နဲ့လက်ဝါးချင်းရိုက်ပြီးတော့ဈေးကိုနှစ်ဆတင်ပြီးခိုးရောင်းတယ်သဘောပါလားခေါင်းတော်ကငူချောင်းကဦးစင်းရဲ့တက္ကဒကမတွေကိုပြောပြတကယ်ကဖျားဝဲမှာလို့အဲ့လိုအရက်တွေလောင်းကစားတွေပျော်ပွဲရွှင်ပွဲတွေနဲ့ဖျားဝဲကျင်းပတယ်ဆိုတာကြော့ပါရဲ့ကိုယ်အိမ်ရှိလာပြီးကော့ပြနေတယ်လို့ပဲလို့အဲ့ဒါတော့တော်သေးတယ်လေလူချင်းလေသဘောပါသလားဟဲ့အခုကဘသူ့ကိုသွားစော်ကားတာဘသူ့ကိုသွားစော်ကားတာတော့အရက်အလောင်းကစားပျော်ပွဲရွှင်ပွဲအဲ့ဒီသိဒ္ဓထမင်းသားကနေဖြစ်လာတဲ့ဂေါတမဗုဒ္ဓဆိုတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးလှုပ်ပါလို့ပြောခဲ့တဲ့အလုပ်တွေလားမလှုပ်ပါနဲ့လို့တားခဲ့တဲ့အလုပ်တွေလားအဲ့ဒီတော့သူ့ဖျားပွဲကိုသူ့ခေါင်းစဉ်တက်ပြီးတော့ရှင်းသလားဟဲ့အရက်နဲ့လောင်းကစားနဲ့ပျော်ပွဲရွှင်ပွဲနဲ့ပူဇော်တယ်ဆိုတော့ပူဇော်တာလားစော်ကားတာလားဦးဇင်းကလည်းတောင်းပန်ခြင်းပါတယ်ပျော်ပွဲရွှင်ပွဲလုပ်ခြင်းပျော်ပွဲရွှင်ပွဲတတ်လုပ်လိုက်ပါဖះနဲ့တော့မတွဲပါနဲ့နောင်လာနောက်သားတွေလည်းအထင်မှားလိမ့်မယ်ဘာသာကြားတွေလည်းကဲရဲ့လိမ့်မယ်ဟုတ်ပြီလားဟဲ့အဲ့တော့ဦးဇင်းကမနေ့ကအဲ့ဒါလက်ခုပ်ကိုအဲ့လိုပြောခဲ့တယ်ပြောခြင်းနဲ့ဆိုရင်ရေးလိုက်သာသနာဓမ္မအကျိုးဆောင်လူငယ်များအဖွဲ့ရန်ပုံငွေပျော်ပွဲရွှင်ပွဲလို့သဘောပါသလားဟဲ့ရှင်းရှင်းနေနော်ကောင်းပြီဗျအဲ့ဒီတော့ဖះကိုဇေဒီကွယ်ယုံကွယ်ရင်တော်သေးတာပေါ့အဲ့လိုဖះကိုခုတုံးလှုပ်ပြီးကန်ထရိုက်တွေပေးအကျိုးအမြတ်တွေရှာပြီးဆိုမှတော့ဒီသာသနာဖွံ့ဖြိုးနေတယ်ပြောမလားပြတ်နေတယ်ပြောမလားကြောင့်မလို့အခုတရားတွေလာဟောနေတဲ့
စကန်နီလာဖွင့်နေဆိုတာဥနန္ဒဝင်သားသာသနာပြုနေလဲဓမ္မဂတိကမဟုတ်ပါဘူးဗျာဒီနေ့အမြင်မှန်ရပြီပြောင်းလဲသွားပါပြီသာသနာကိုအပြတ်နှေးအောင်လိုက်ထိန်တာဘာဖြစ်တာအဲ့တော့တရားဝဲတိုင်းမှာပြောပြတယ်ဒါလေးလေပြောအောင်မယ်ရှင်ဗျာရေပြက်နေတာတလောက်ကြီးကိုတော့တပားတွေလိုက်ဟောလို့ဘာထူးမှာတော့ပြောကျင်တဲ့သူကပြောတာပဲအေးကွာလို့အနောက်နိုင်ငံကစာအုပ်တုံးမှာငါဖတ်ဘူးတယ်ကွာလို့စာအုပ်နာမည်ကကျေငါးကောက်သူဘာကောက်သူရေတက်တော့မှကျေငါးတွေကပါလာပြီးတော့တောင်မှာတင်ရစ်ခဲ့တာရေပြန်ကြတော့သိန်းချီတန်းချီဗျာတောင်ပြင်မှာငါးတွေအပြည့်ကျေငါးတွေဟုတ်ပြီလားအဲ့ဒါကိုကောင်လေးတယောက်ကတကောင်ချင်းကောက်ပြီးတော့ပင်လယ်ဘက်ကိုပြစ်ပြီးတော့သူတို့တက်တာရအောင်ဟုတ်ပြီနော်ကဲထုတ်နေတဲ့အချိန်ပါမောက္ခကြီးတယောက်ကအင်မတန်ပညာရှိတယ်ဆိုတဲ့လူတွေကဒုက္ခလေးနဲ့လမ်းလျှောက်လာဟိုက်ကောင်ဒါလောက်များတဲ့ငါးတွေကွာမင်းအဲ့လိုတကောင်ချင်းလိုက်ကောက်နေလို့ဘာထူးမှာတော့ကွာတဲ့သဘောပါသလားဗျအဲ့တော့ဟိုကောင်လေးကပြောနေရင်းနဲ့ပဲဟုတ်တယ်ဆရာကြီးရတယ်ဒီတောင်ပြင်ပေါ်ကသိန်းချီတန်းချီနေတဲ့ငါးတွေအတွက်တော့မထူးပေမဲ့ဟုတ်ပြီနော်သူကင်ထားတဲ့တကောင်ကိုပင်လေတဲ့လွတ်ပြစ်ပြီးတော့ဟောဒီကောင်အတွက်ထူးတယ်ဗျသဘောပါသလားအဲ့တော့အများမိုးကားရေတောက်သလိုဆက်တောက်တာကောင်းလားရသလောက်ပြင်တာကောင်းလားသဘောပါတယ်နော်ဘုရားဟောတဲ့မှာလဲဒါကလိယုတ်စုတ်ကဖြစ်ပေါ်တိုးတက်တာတဲ့ဆိုင်ရင်ပျက်စီးယိုယွင်းနေတာများနေတဲ့အချိန်မှာမိမိကိုယ်ကိုမိမိအတတ်နိုင်ဆုံးတရားနဲ့စောင့်ရှောက်ကိုယ့်ရဲ့ကိုယ်ရွာကိုအတတ်နိုင်ဆုံးတရားနဲ့စောင့်ရှောက်မဖြစ်သင့်ဘူးလားကိုလှုပ်တာကိုရမှာပဲခမည်းတော်မဖြစ်မနေဒီလိုလှုပ်ကြပါလို့လေကျုပ်ကအကြက်ကင်ပြီးတော့ချင်းချောက်ပြီးတော့မခိုင်းဘူးရှင်းသလားကိုကြိုက်တာကိုလှုပ်ကိုလှုပ်တာကိုရမှာပဲကဲအခုတောင်သက်တာသလားတို့သက်တာလားနေရထိုင်ရတာသွားရလာရတာလှုပ်ရကန်ရတာရှာရဖူရတာစားရတောက်ရတာဟိုင်းရှင်းတယ်နော်ဒါရီဟာတရားရှိလို့လားတရားမဲ့လို့လားတရားမဲ့လို့အဲ့ဒီအမေရိကအဲ့ဒီခေါင်းပြူကြီးနဲ့ဒေါ်နယ်ထရန့်ဆိုတဲ့ကောင်တော်တော်တရားမဲ့တဲ့ကောင်ကျုပ်ကလည်းသူ့ပဲပြောရတာဟုတ်ဗျဦးတန်းထုံးဝင်ကြတော့ဘယ်ပြောရဲမလဲကို့အနာမှာကိုဗျသဘောပါသလားကဲအဲ့တော့ဖယားကိုဇီရီတွေမကွယ်လာဘူးလားဟောတဆူတေဦးဆရာတော်ပြောတဲ့စကားပဲပြောပြရစီနော်မကြည်နိုင်လေတို့နှစ်ပါးလုံးကိုလာပြီးတော့ပြဿနာရှာပေါ့ဗျာသူ့မင်္ဂလာညံမီတလောက်ပြောရရင်လည်းမြန်မာနိုင်ငံမှာဇီရီတီးစရာမလိုတော့လောက်အောင်ကိုလုံလောက်တယ်တေပြီးသားဇီရီတွေတောင်စွန့်ဝအောင်မစားနိုင်ဘူးတဲ့သဘောပါသလားဝေးမကြည့်နဲ့ကျုပ်တို့ခရီးတစ်ထောင်ပဲသွားကြည့်သဘောပါလားခရီးတစ်ထောင်ထဲမှာလည်းဟောတာပဲကျုပ်ကလည်းဒီတရားကိုဒါကြောင့်မလို့ရိုက်ချင်တဲ့သူများနေလားတော့မသိတော့ပါဘူးကဲခရီးတစ်ထောင်နဲ့ခရီးပင်တစ်ထောင်အောက်မှာဖယားစင်းထုတော်ပေါင်းပဲနှစုလှတယ်ဆိုပြီးအယုတ်ကလေးကောက်တင်ထားတာလားသက်ရှိဖယားရည်စူးပြီးပူဇော်ထားတာလားသက်ရှိဖယားရည်စူးရင်နေပူရင်အရိပ်မိုးရမယ်မိုးရရင်ထီးမိုးရမယ်အာယုံစွန်းချိန်အာယုံစွန်းကဲရမယ်နေစွန်းချိန်ဝါကြည့်လိုက်ခရီးထောင်မှာသဘောပါလားနေပူရင်လဲကျဲတဲ့မိုးရရင်လဲရွှဲရွှဲစွန်းကဲမဲ့လူကမရှိဒါဖယားကျေးဇူးကိုသိပြီးပူဇော်တာမဟုတ်တော့ဘူးနော်သဘောပါသလားကဲဗျာဟိုမှာရှိမှနှစ်ခုပြောเสียကြံသေးတော့
နောက်တရားကိုဓမ္မဂတိကတွေကိုယ်လိုက်မယ်တဲ့တရားကိုသူကတော့အနှစ်60လောက်ကပြောတာကိုဗျအခုကြုံမျက်စိရှိမှာတော့တရားကိုဓမ္မဂတိကကိုယ်လေပြီမှန်ပါတယ်ဗျာတရားကိုဘာကိုယ်သူများခဏထားကိုအရင်ပြောမယ်အစောတက္ကမတွေကျုပ်ကလည်းနှစ်နှစ်ရှိပြီလို့ဟောတာပထမနှစ်က2ညဒီနှစ်2ညအဲ့တော့လာမဲ့နေ့လို့ကျုပ်ဆရာသမားရှိတယ်ဓမ္မစရိယတန်းလည်းအောင်ပြီးပြီမိုးဓမ္မဂတိကဘွဲ့လည်း2ဘွဲ့ရပြီးပြီအခု BA လုံးနေတယ်နောက်ဆိုဒေါက်တာဖြစ်အောင်မယ်အဲ့တော့နောက်နေ့ငါနေရာမှာသူ့ငါလွတ်ပေးလိုက်မယ်အဲ့ဒါနင်တို့ပြင်ဆိုတော့ဟဲ့အင်းနဲ့တပည့်တော်တို့ကအရှင်ဘုရားမတပည့်တော်တို့ကဘယ်သူမှအဲ့တော့တရားကိုဘာကွယ်ဓမ္မဂတိကကွယ်သွားပြီကိုအရင်ပြောပြီးပြီဆိုတော့ကျန်တာတွေပြောတော့မယ်သဘောပါသလားတရားပွဲလို့ရင်တရားဟောမဲ့ဓမ္မဂတိကကိုရအောင်ပဲဘာဟောမှာတရားကိုသိအောင်ဟောပြီးမဲ့ဓမ္မဂတိကမျိုးပင်တရားပွဲလုံးမှာလားပျော်ပွဲရှင်ပွဲလုံးမှာလားတရားပွဲလုံးမှာပါဗျာရှင်ဘုရားတဲ့သူကတက်ဟာသားလုံနေတာမဟုတ်ပါဘူးဗျာတဲ့တရားမနာခြင်းတဲ့သူတွေတရားနာခြင်းလာအောင်ဟောရတာပါဗျာတဲ့ကျန်ဒီကံဆရာတော်လူပေါ့တဲ့အမလီကျန်ဒီကံဆရာတော်နဲ့များနှိုင်းရက်တယ်တော့ပါတယ်နော်ထမင်းစားကြီးတဲ့သူတွေရဲ့နားနဲ့နာကြည့်ဒါကတရားကိုဦးစားပေးခြင်းလို့ဟောနေတာလားတက်မဲ့ရည်စရာတွေပတ်ပြောနေတာလားဆိုတာထမင်းစားကြီးပြီးတော့ဆရာကောင်းရှိတဲ့သူတိုင်းသိတယ်သဘောပါသလားရှင်းကောရှင်းသလားဟိဦးသိန်းကိုလာပြည့်နေ3ညတရားဝဲလုံးမလို့တဲ့အဲ့အလေညကလွတ်နေတာတဲ့အရှင်ဘုရားကြွပြီးပါလားဖေရဦးသိန်းကဖိတ်စာကြည့်လိုက်တော့ပရမတပါးကအဲ့ဒီတနိုင်ငံလုံးပတ်ပြီးမျက်ခွက်ပြောင်ပြီးတဝဝနဲ့ဟောနေတဲ့ကိုတော်ဒီနောက်ပိုင်းမှာပေါ်လာတာသူကနောက်တစ်ပါးကကျတော့မန္တလေးဘက်ကနော်အရှုပ်အရှင်းဆက်လန်းနေများစွာနဲ့ပြဿနာအခုဒီမပြတ်သေးဘူးအဲ့ဒါကိုအေယာဝရီကပင့်တယ်သူကလည်းဘာပြောလဲဆိုရည်စရာတွေကြီးပဲထိုင်ပြောတဲ့ကိုတော်သဘောပါသလားဗျအဲ့ဒါကိုအကျုပ်ကဂျားတွေကညက်ရမယ်တော့ဟောမှာကသစ္စာတရားရှင်းသလားဟိမင်းတို့ကအမြင်မတော်စင်တော်နဲ့ခလောက်ဖြစ်နေပြီကွာအဲ့တော့ဓာတ်တူတာပဲပြင့်မှာကွာလို့ငါတော့မကြွပါရစီနဲ့သဘောပါသလားဟိအဲ့တော့တရားဝဲလို့မယ်ဒီကိုတော်မှဒီကိုတော်အဲ့ဒါတရားဘာကွယ်သွားဓမ္မဂရိကကွယ်တာခမရှင်းတယ်နော်ပြီးတော့ဓမ္မဂရိကအများစုရဲ့နှလုံးသွင်းကဦးဇင်းတာမညာဘက်မှာတရားသွားဟောတော့နေကင်းကပြောထားပြီးသားယောဂီတွေကိုတော့ဟိုအနောက်ကဟာတွေသိစေခြင်းလို့ပြောဦးမယ်သူတို့ကလည်းတရားဝဲပြနေကြဟာတွေဆိုတော့လေကိုယ့်အကြောင်းကသိထားမသိထားရင်အရှက်တွေကွဲကုန်မယ်နော်ရှင်များတဲ့ရှင်ဘုရားအပေါက်ဆုံးတရားတွေဟောတဲ့ဟေးဘာတရားအပေါက်ဆုံးတရားတဲ့ငါမှအဲ့လိုမရှိပါဘူးကွာလို့ငါဟောသမျှတရား DVD နဲ့ထွက်တာဆိုတော့ DVD ခွေမှတော့အပေါက်လေးတွေနဲ့လို့သဘောပါလားအဲ့ဒါလို့ပြောတာမဟုတ်ဘူးဖေရတယ်တပည့်တော်လေယဟန်ဘဝဓမ္မဂတိကဘဝတုန်းကတဲ့လူတွေအကြိုက်ဆုံးတရား10ဘုတ်ကိုအပိုင်ကျက်ပြီးတော့ဒါကြီးပဲပတ်ဟောတာတဲ့လူတွေအကြိုက်ဆုံးတရား10ဘုတ်ကိုအပိုင်ကျက်ပြီးတော့ဒါကြီးပဲပတ်ဟောတာတဲ့ဟောရလို့ငါကိုတက္ကဒကမတွေပင့်ခြင်းလာအောင်ငါနာမည်ကြီးအောင်လိုက်ဟောတဲ့ကောင်မဟုတ်ဘူးကွာလို့သူတို့မသိသေးတဲ့တရားသိခွင့်ရအောင်လို့လိုက်ဟောနေတာရှင်းသလားဟိကိုရိတ်တာတဲ့ကိုဟောရင်တော့တရားမထပ်စေရအောင်ဟောတဲ့ကောင်ကွာလို့သဘောပါသလားဟိရောင်ဝါဟောတဲ့တရားလည်းမရှိဘူး
အပိုင်ဆုံးတရားဆိုတာလည်းမရှိဘူးပလင်ပေါ်မှာတက်ပြောကြတဲ့ကိုညံမီသလောက်တော့ပိုင်နိုင်ဖြစ်အောင်သုံးသပ်ထားလို့ဟောတဲ့တရားတွေကြီးပဲသဘောပါသလားဟဲ့အဲ့လိုပြောတော့လေခင်ဗျားတို့ကငါတို့ကတဲ့ရူးမှကြိုက်တာမလုံးနဲ့အဲ့ဒါဆိုတရားဟုတ်ပါကွယ်မှာတော့သဘောပါသလားဘာဖြစ်လို့လဲဆိုတော့ဘုရားဟောခဲ့တဲ့တရားတွေကဥနန္ဒဝင်သားလို့ဒေါင်းတိမောင်းတိနဲ့အဆူလိုက်ငေါလိုက်အော်လိုက်ဟစ်လိုက်နဲ့ဟောထားတာမဟုတ်ဘူးလေအဲ့တော့ခမရတို့ကအဲ့လိုအပြက်ပြောမှကြိုက်တာလို့လုံးပြန်အဲ့ဒါလေဘုရားစီတော့မရောက်ဘူးဘာကွယ်သွားပြန်ပြီလဲသဘောပါပြီနော်နောက်ဆုံးသံဃာဒါစဉ်းစားရအောင်မပြောရင်ကောင်းမလားမပြောရင်ကောင်းမလားသံဃာကိုဘုန်းကြီးလှုပ်ရှားတဲ့သူတွေကကွယ်သွားလိမ့်မယ်သံဃာကိုသဘောပါသလားဥစဉ်စာဝါလိုက်တော့ယဟန်ဝတ်ပြီးတော့စာဝါသွားလိုက်တော့ဆရာပြောတယ်မင်းကသာသနာပြုမှလားဘုန်းကြီးလှုပ်ရှားမှလားတဲ့ရှင်မြတ်တပည့်တော်ကလူဘဝပဲလှုပ်ရှားလို့ရတယ်ထင်တာဘုန်းကြီးဘဝလှုပ်ရှားလို့ရသလားအမလေးမင်းနေလာတဲ့ကြာရင်သိသွားလိမ့်မယ်သဘောပါသလားဟဲ့မှန်လားပါဗျာတပည့်တော်သာသနာပြုမှာပါဖေရတဲ့အေးမင်းသာသနာပြုမယ်ဆိုရင်တော့ကြောင်းမထိုင်နဲ့တဲ့ဗါတဲ့ဘာဖြစ်လို့လဲဆိုသာသနာပြုမယ်ဆိုတော့ဘုရားရှင်ကိုရောမြတ်ကြီးကဗျာပထမဝါတော်ကတန်ခါအပား60လဲစုဆောင်မိရောခြေသားတို့မင်းတို့ခရီးထွက်ကြစာရထဘိတ်ကိုစာရိကံကြားဦးတယ်နော်တကြောင်ကိုနှစ်ပါးတောင်တွဲပြီးမသွားနဲ့သာသနာပြန့်တဲ့နှုံနှီးမှဆိုလို့ရှင်းသလားဟဲ့အဲ့တော့မင်းသာသနာတကယ်ပြုမယ်ဆိုရင်တော့မင်းတတ်တဲ့လောက်မင်းသိတဲ့လောက်ကိုသွားနိုင်သမျှသွားငယ်တုန်းကတော့ဗျာအထီကြီးဝါကြီးတွေမသွားနိုင်တဲ့နေရာဆိုကျုပ်သွားတာပဲလေကစင်းဆိုင်ကယ်နဲ့သွားရတဲ့နေရာပူတောင်ကြိုက်သေးဟုတ်ပြီနော်ဘာဖြစ်လို့လဲဆိုတော့ဓမ္မဂရိကအတိုင်းမရောက်ဘူးလေအဲ့တော့ကိုရောက်အောင်သွားကိုမင်းသားပဲပေါ့သဘောပါသလားအဲ့ဒီနီးနဲ့သာသနာပြုလာတာနော်အဲ့တော့ဘုန်းကြီးလှုပ်ရှားတာဘယ်လိုမျိုးလဲဖေဟာဆိုတော့ကျုပ်ကတော့မလှုပ်ရှားဘူးတော့မပြောတတ်ဘူးသိကျင်တော့ကိုယ့်ဖာသာကိုလေးလာပေါ့သဘောပါသလားကဲအဲ့တော့ဦးဇင်းတို့သူတော်ကောင်းတို့တွေအဲ့ဒီလိုဖေဟာတရားတန်ခါယရဏ3ပါးရဲ့အနှစ်သာရအစစ်မှန်ကိုမသိတော့ဘဲနဲ့ဇေဒီတွေသာကွယ်နေမယ်ဓမ္မဂရိကတွေသာကွယ်နေမယ်ဘုန်းကြီးတွေကသာကွယ်နေမယ်ဆိုရင်တော့ခင်ဗျားတို့ကျုပ်တို့ရဲ့ကိုးကွယ်မှုဟာအကျိုးများဖို့ထက်ဝန်တော့ဝန်မှုပြီးဖို့ပဲရှိပါတယ်မှန်ပါဗျာဒီစကားတွေကယင်တဲ့ကလာတဲ့စကားတွေပါမှန်ပါဗျာခင်ဗျားတို့ကိုတနာလို့ပြောတဲ့စကားမှန်ပါဗျာရှင်းသလားဟဲ့ဘုရားရှင်ကိုရောမြတ်ကြီးပွင့်ထွန်းပေါ်ပေါက်လာခြင်းသည်တဲ့ဗုဒ္ဓလောကေသမုပ္ပါနောဟိဒါယသဗ္ဗပါဏိနံတတ္တဝါရီအကျိုးငါပွင့်တာတဲ့ဘယ်သူတွေအကျိုးငါအဲ့တော့တစ်နေ့တစ်ခါငရဲရှာဖို့တအိမ်ကိုဘယ်လောက်ထည့်ရမယ်ဆိုတော့ဒါဖယားနဲ့တကယ်ရောက်တာလားဇီဒီကွယ်သွားတာလားဓမ္မောလောကေသမုပ္ပါနောဒုက္ခယသဗ္ဗပါဏိနံတရားပွင့်ထွန်းလာခြင်းသည်တတ္တဝါတို့ချမ်းသာခြင်းငါဘာဖြစ်ခြင်းငါတရားကိုကြည်ညိုတတ်ကိုးကွယ်တတ်မျက်နှိုးတတ်ဘယ်လိုအချိန်နေဘယ်လိုအချိန်ခါကိုရောက်တဲ့တရားအစွမ်းကြောင့်ကိုယ်ကတက်တောင့်တက်တာဖြစ်နေမယ်သဘောပါသလားအခုကတချို့ယောဂီတွေကတရားရိပ်တာတွေကယောဂီတွေကိုကြီးလိုက်ရင်ကိုမျက်နာကြီးတွေရှစ်ခေါက်ချူကြီးတွေနဲ့အော်တော်တော်ချမ်းသာပြီတော်တော်အေးချမ်းနေတဲ့ပုံပေါက်သဘောပါသလားအဲ့တော့တရားလုပ်ပါမယ်ဆိုတော့ယောဂီကြီးတွေမှာတော့ဒီလိုဖြစ်နေရင်တရားစကားလာမဝင်ဘူးတဲ့အပြင်ကလူတွေဆိုဝယ်ရမရှိတော့ဘူးချမ်းသာရာကိုမရကြတော့ဘူးအစင်ပြေတော့လဲပူလောင်တာပဲအစင်မပြေတော့လဲခေကောင်းတုံးကလဲပူလောင်တာပဲ
ခေမကောင်းဘူးဆိုရင်လေဘူးလောင်တာပဲဘာလို့လဲတရားမရှိလို့သဘောပါသလားဟဲ့ကောင်းပြီဗျာအဲ့တော့ဒီနေ့ဟောခြင်းတဲ့တရားကကိုတော်မိန့်ကြားဖယားဘူးနီတရားကောင်းစဉ်ကကိုတော်မိန့်ကြားဘာဘူးနီတော့အတိတ်ဘယ်ကဖယားကိုယ်တိုင်ပြောခဲ့တဲ့ဖယားဘူးနီလို့ပြောခြင်းတာမနေ့ကဆရာတော်ရဲ့တရားနာမည်လောက်မခက်ဘူးတဲ့မှာကျုံမေးမယ်ယောဂီ10ယောက်မှာ9ယောက်မမှတ်မိစေရမနေ့ညဘာတရားဟောသွားလဲမပန်းရောက်နေပဲဖြည်သလားလို့အနောက်ကမကြောင်ဖြူနီကြောင်ကြားတွေမှတ်နိုင်လားနမရရှိကျုပ်တော်ဖတ်ရင်နဲ့ရှာခလုတ်တိုက်တယ်ဘာလဲတန်းတခြင်းနဲ့တန်းတရင်နဲ့ဟောသူမှတန်းတဖို့လဲပါတယ်ပျော်ဖို့လဲပါတယ်အေးဘောသူကကိုယ့်ထက်စာရီဝါရီတက်တော့လေတန်းတတတ်တယ်ပျော်တတ်တာပေါ့ကျုပ်ကတော့တွေးကြည့်တာတန်းတစရာကိုဘာမှမတွေးဘူးသဘောပါတယ်နော်ဒီနေ့ညသူတယ်မတရားနာကြည့်လိုက်မယ်ဘာကိုတန်းတခိုင်းပြီးဘာနဲ့ပျော်ခိုင်းတယ်တော့မသိဘူးပေါ့ဗျာအဲ့တော့ကျုပ်ဟောမဲ့တရားကတော့ဖယားဘူးနီဟောမှာဘာနီဟိုလူဒီလူပြောတဲ့ဖယားဘူးနီလားကိုတော်မိန့်ကြားထားတာလားအဲ့လိုပြောမှနင်တို့ကတရားကောင်းစဉ်မှတ်ပြီးတော့မှာအဓိကဖယားဘူးနီအဓိကကဥနန္တဝန္တသတ်မှတ်ထားတာလားသံဃာနာယကအဖွဲ့ကသတ်မှတ်ထားတာလားကိုတော်တိုင်မိန့်ကြားထားတာလားကိုတော်မိန့်ကြားဖယားဘူးနီသဘောပေါက်ပြီနော်ဟုတ်ပြီလားဟဲ့ကဲကောင်းပြီဗျာအဲ့တော့အခုဟောရမယ့်တရားတော်ကခန္ဓာဝကတန်ရုပ်ပါဠိတော်ထေရဝတ်မှာလာတဲ့ဝဂလိတုတ်အဲ့ဒီဝဂလိဆိုတဲ့ယဟန်ကဘုရားကိုကြည်ညိုတယ်ကြည်ညိုတာကမှလွန်လွန်မင်းမင်းကြည်ညိုတယ်အဲ့ဒါကိုကျေးဇူးတော်ရှင်ဗမောက္ခကျိုးဆရာတော်ဘုရားကြီးကအိန္ဒြီနဲ့တောင်တွဲပြီးပြောထားတယ်ဘယ်လိုပြောလဲဆိုတော့တရားလွန်ခဲ့ပညာနဲ့အလွဲကြည်ညိုဤတဲ့တရားတွေလွန်ခဲ့ပြီးတော့ဗာနေတာပညာနေတာအဲ့ဒါမြက်ကံကိုးွယ်မှုကြည်အခုဝဂလိဆိုတဲ့ယဟန်ကဘိုးအောင်ဘိုးမင်းကောင်တွေကိုကြည်ညိုတာလားဖယားကိုကြည်ညိုတာလားဖယားကိုကြည်ညိုတာတော့ပညာမပါရင်မြက်ကံကိုးွယ်မှုဘာကိုးွယ်မှုတရားလွန်ကဲပညာနဲ့အလွဲကြည်ညိုဤသူကြည်ညိုတဲ့ဖယားကလွဲတာလားသူထားတဲ့စိတ်ကလွဲတာလားဟောခင်ဗျားတို့တဲရှိတေရှာဖယားကိုငုတ်တုတ်ဖူးခွင့်ရတာတော့လွဲသေးတယ်မှန်ပါတယ်ဗျာအဲ့တော့ဂျူပြည်နယ်ပြည်နဲ့စူတောင်းပြည်သိတိအောင်နဲ့ကတော့ခင်ဗျားတို့ကျုပ်တို့မှန်မှုထက်လွဲဖို့ပူများတယ်သဘောပါတယ်နော်ကောင်းပြီဒီမှာသူဖယားကိုကြည်ညိုတယ်တဲ့သူကြည်ညိုမှုကလွန်ကဲသောကြည်ညိုမှုတရားတရားလွန်ကဲသွားတော့ပညာမျက်စိကမဖြစ်ဘူးသူကဘယ်လိုကြည်ညိုတာလဲလို့မေးရင်ပုဂ္ဂိုလ်ကိုချစ်ခင်တယ်မျက်နှိုးတယ်လို့တောင်ပြောလို့ရဖယားဟောတဲ့အဆုံးအမတွေကိုကျင့်သုံးတာထက်ဘုရားရှင်ကိုရောမြတ်ကြီးကိုသူကတဏှေကုန်ထိုင်ပြီးဒစိမ့်စိမ့်ကြည့်နေရတာကိုကြိုက်တာကဲဖိုးကရေးထားတဲ့သချင်းအတိုင်းပဲသဘောပါတယ်နော်သူကဘုရားရှင်ကိုရောမြတ်ကြီးရဲ့မျက်နာတော်ဘူးဩဖယားကအမူအရာလေးကဘယ်လိုပြောင်းသွားတာတရားဟောတော့ဘယ်လိုဖြစ်သွားတာဟောနေတဲ့တရားတော့တလုံးမှနားရဲမရောက်ဘူးရာကိုင်းရှင်းသလားဟေ့အဲ့ဒီတော့ကြည်ညိုတော့ကြည်ညိုပါဤပညာမပါတော့လွဲတာပေါ့ဗျာအဲ့တော့တရက်ကြတော့အဲ့ဒီဝက်ကလိကတဖြည်းဖြည်းနဲ့အသက်တွေကြီးရက်လာဖယားကလည်းသိပါတယ်အိန္ဒြေနုနေသေးတော့ဖယားဘာမှလုပ်လို့မရရှင်းတယ်နော်တရက်ကြတော့ဝက်ကလိကကျမ်းမာရေးတွေထိကဖောက်ပြန်
အိယာဖြာကလဲဟုတ်ပြီလားဟဲ့အမနဲ့စင်းရဲ့ပြင်မဲ့နေတဲ့ချိန်ဖျားဘူးလဲမသွားနိုင်ဘာမသွားနိုင်လားစီစေးကြီးလို့လားမဟုတ်ပါဘူးအဲ့တော့ तू ကရက်ရှိလားများနေမကောင်းဖြစ်နေတော့ဖျားနိုင်လည်းမကြွနိုင်တော့ဖျားမျက်နာတော့လေဖူးခွင့်မရတရက်တော့ तू ဘလို့မှမအောင်နိုင်တော့ဘူးဘေးရရဟန်းနေကိုပြောရှင်များတို့ဖျားရှင်ကိုရောမြတ်ကြီးစီသွားပြီးတော့တပည့်တော်ကလွတ်လိုက်တယ်ဆိုပြီးရှောက်ကြပြီးပါဖေဟာအရှင်မယားရဲ့တပည့်သားဝက်ကလေးဟာနာမကျမ်းဖြစ်ပြီးတော့အဲ့ဒီဟာတဲ့ဘိုင်းဘိုင်းလဲပြီးတော့ဖျားမဖူးရတာအင်မတန်ကြာမြင့်ပြီဖြစ်တဲ့အတွက်တနာငဲ့ညာသောအားဖြင့်သူတရင်သုံးတဲ့အကြောင်းကိုဘုရားရှင်ကိုရောမြတ်ကြီးကြွားရောက်ပေးဖို့အပင်လွတ်လိုက်ပါတယ်ဖေဟာအဲ့တော့ဘုရားကလည်းတိတ်တိတ်နေပြီးတော့ဝန်ခံတယ်ပေါ့ခဏနေကြတော့ဘုရားရှင်ကိုရောမြတ်ကြီးသူ့နှစ်ထပ်သင်္ကန်းယူပြီးတော့သွားရှာတယ်ဝက်ကလိယဟန်စီရောက်ပြီရောက်တော့ချက်သားနေငါဖာတာငါတင်းလျောက်ပတ်တဲ့နေရာထိုင်ပါမယ်ကွာဟိုကကတင်ဘောကလူးလဲထားပြီးနေရာခဲမလို့အဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးကတင်းလျောက်ပတ်တဲ့နေရာမှာတရင်သုံးကချက်သားရဲ့မင်းခံစားရတဲ့ဝေဒနာယောဂဟာရုပ်ရော်တဲ့ဘက်ကိုသွားနေသလားတိုးပွားတဲ့ဘက်ကိုသွားနေသလားတို့စကားနဲ့ပြောရင်မင်းသက်သာလားကွမသက်သာဘူးလားကွလို့မေးတာဟုတ်ပြီလားဟဲ့မှန်လားပါဗျာတပည့်တော်ရဲ့ယောဂါကတော့ရုပ်ရော်တဲ့ဘက်ကိုမသွားဘူးတိုးပွားတဲ့ဘက်ကိုသာသွားနေပါတယ်ဗျာဆိုတော့မသက်သာဘူးဗျာလို့ပြောတာသဘောပါတယ်နော်အဲ့တော့ကောင်းပြီကွာချစ်သားရမင်းအဲ့ဒါလိုအခြေအနေမှာပူဆွေးမှုပူလောင်မှုတစုံတရာမှမရှိဘူးလားကွဟုတ်ပြီလားဟဲ့ကဲမင်းအဲ့လိုယောဂမသက်တာတော့စိတ်ထဲမှာပူပန်တာမျိုးဖြစ်သလားလို့မေးတာအဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးမေးတော့မှန်လားပါဗျာအဲ့ဒီပူဆွေးတော့ကရောက်တာတော့တစုံတရာမပြောနဲ့တပည့်တော်အဲ့ရတဲ့ဘိုင်းလဲတဲ့နေ့ကလေးကရောက်လိုက်ရတဲ့တောကတွေပူဆွေးလိုက်ရတဲ့ဒေါမနတတွေတပည့်တော်မှာအများကြီးဖြစ်နေပါတယ်ဗျာအဲ့တော့ဘုရားထပ်မေးတယ်ခြေသားဘာလဲကွမင်းကယဟန်သီလကိုယုံမတန်တရားဖြစ်လို့လားကွသီလကျိုးခဲ့လို့လားလို့မေးတာဟုတ်ပြီလားဟဲ့မှန်လားပါဗျာဘုရားတပည့်တော်ရဲ့သီလကိုလည်းယုံမတန်တရားမရှိပါဘူးဖေ။အဲ့လိုဆိုရင်ဘယ်လိုအကြောင်းနဲ့များပူဆွေးတော်ကရောက်တာလို့သဘောပါတယ်နော်မှန်လားပါဗျာတပည့်တော်အိယာဖြာကလဲနေတော့အရှင်ဘုရားဟိုဖူးခွင့်မရတာရက်ပေါင်းတော်ကြာနေပါပြီဗျအဲ့ဒါကြောင့်တပည့်တော်ပူဆွေးတော်ကရောက်နေရတာပါဖေ။သူကသေဖို့ပူနေတာလည်းမဟုတ်ဘူးတဲ့သီလသမာဓိပညာပြည့်စည်ခဲ့လို့စိုးရိမ်တာလည်းမဟုတ်ဘူးတဲ့ဘာမဖူးရလို့ဘုရားမဖူးရလို့အဲ့တော့ဘုရားရှင်ကိုရောမြတ်ကြီးအလံဝက်ကလိမသိတော့ဘူးကွာဟုတ်ပြီနော်ဂိန္ဒေမိနာပုတိဂါရိနာဒိဋ္ဌိနာဒီအတုပကောင်းကြီးကိုမင်းဖူးလို့ဘာထူးမှာတော့ကွာကဲဘုရားသူ့ကိုယ်သူဘတင့်တယ်လို့ပြောတာလားအတုပလို့ပြောတာလားဤအပုတ်ကောင်ကိုတဲ့အပုတ်ကောင်လို့တောင်သုံးထားသေးတယ်ဒီအပုတ်ကောင်ကိုမင်းဖူးမြင်ရလို့ဘာထူးမှာတော့ကွာတဲ့ဟုတ်ရဲ့ယောခောဝကလိဓမ္မံပတ္တိသောမံပတ္တိဝကလိချက်သာယောအကျဉ်ပုဂ္ဂိုလ်သည်ဓမ္မံတရားတော်ကိုပတ္တိမြင်သည်ရှိသောသောထိုပုဂ္ဂိုလ်သည်မံငါဖရာကိုပတ္တိမြင်သည်မြည်၏မင်းဒီအပုတ်ကောင်ကြီးဖူးနေလို့တော့အလကားပဲကွဟုတ်ပြီနော်တရားမြင်ရင်ဖရာမြင်ပါတယ်ကွလို့ပြောလိုက်တာတရားမြင်ရင်ကဲကိုရောဟောကြဖရာဖူးနီးဆိုသိပြီလားခင်ဗျားတို့ကျုပ်တို့မြန်မာနိုင်ငံနဲ့ဖရာဖူးထွက်တာနဲ့
သူဟောထားတဲ့တရားကိုမြင်အောင်သိအောင်လုပ်တာနဲ့ဘယ်ဟာကပို့ပြီးစစ်မှန်တဲ့ဘုရားဘူးနီးဖြစ်ပါမလဲမေးတာရှိတော့မဖြေတတ်ဘူးပေါ့ဗျာနော်စင်တူတော်တွေလိုက်ဖူးတာနဲ့တရားသိအောင်လုပ်တာနဲ့ဘယ်ဟာပိုကောင်းလဲလွယ်အောင်မေးရင်ရတာပေါ့ဟုတ်ပြီနော်အမှန်ကဖယလေထွက်တာသွားကြည့်လိုက်ဘုရားဘူးထွက်တဲ့သူတွေနော်ငါတော့ရွှေတကုံရောက်ရင်ဘုရားကိုသေချာရှိခိုးမယ်ငါးပါးသီလလေးခံယူလိုက်အောင်မယ်ဟုတ်ပြီနော်ပြီးရင်ငါတတ်နိုင်သလောက်လေးတရားလေးပါလေးမှတ်အောင်မယ်ဆိုတဲ့ဘုရားဘူးရောက်တာနဲ့ပစိန်၃ချက်ပေါက်ပစိန်၃ချက်ပေါက်ပြီးတော့လူရှင်းတဲ့နေရာလောက်သွားဘုရားကိုကြောပေးပြီးတော့ဘုရားပါအောင်ကိုမျက်နာကြီးလည်းပါအောင်ဘာလို့ဆရာလေးတွေလည်းလောက်တာပဲလားဟောတိဦးလေးချက်ချင်းဖြီတော့အဲ့မှာပြာရာတွေခတ်နာပဲသူတို့အဲ့တော့ငားလာရတဲ့ကားကလေပုတ်ပြတ်ဆိုတော့ဘယ်ဘုရားမှကြည်ညိုခြင်းမရှိပါဘူးဗျာသဘောပါလားကဲရွှေတကုံပြီးရင်မြန်လို့ကားပေါ်တက်ကြဘယ်သွားမလို့လဲဟုတ်မော်ဘီဂျပန်ဖျားသွားမယ်သဘောပါလားမော်ဘီဂျပန်ဖျားမရောက်ဘူးရင်သွားကြည့်ကြနော်ဖျားတွေအများကြီးဒုက္ခတွေရောက်နေကြတာပြတ်သိပ်ကြပြီးတော့လေသဘောပါသလားဖျားတွေလည်းဒုက္ခရောက်နေတယ်သွားဖူးတဲ့လူတွေလည်းဒုက္ခရောက်နေတယ်ခင်ဗျားတို့ကစီတန်းရတာအခုမှမော်ပြီးတော့ဖျားသွားဘူးကြည့်ရှင်းသလားဟဲ့မလီပြုတ်ကြတ်နေအောင်စီတန်းပြီးမှသွားမှာအဲ့တော့ဦးသိန်းလည်းမော်ပြီးရောက်ဘူးပါတယ်မော်ပြီးမှတလသွားနေပြီးတော့တရင်တော့အရှင်မြတ်မော်ပြီးဖျားသွားမဖူးလားတဲ့အေးကွာဒီလောက်လူကြက်တာကွာလို့အပေါ်ရောက်လို့ငါ့ကိုတရားဟောမယ်ဆိုရင်တော့သွားမယ်လို့သဘောပါလားဟဲ့ငါတော့ရအကြောင်းတွေကဖះလဲကြီးညိုစရာကောင်းပါတယ်ကွာလို့မင်းဒါလေးပဲဖူးပါကွာကပိယကိုချော့ရတာသဘောပါလားဟဲ့ကဲဥစဉ်ဆိုလိုတာကအဲ့ဒီလိုဖះတွေရှောက်ဖူးတယ်လို့ပြောတာဒီတကယ်အနှစ်သာရမဟုတ်ဘူးခင်ဗျားတို့ကျုပ်တို့တွေကိုတဏှာကပူတတ်လိုက်တာဘယ်သူကပူတတ်လိုက်တာခင်ဗျားတို့ကျုပ်တို့ရဲ့ခရီးထွက်ခြင်းနဲ့အာသာစန္ဒကိုဖျားဖူးတယ်ဆိုတာလေးနဲ့ရောချလိုက်တာဟုတ်လားမဟုတ်ဘူးလားညင်းကျင်တဲ့လူလက်ညှိုးထောင်ညင်းကျင်ပါဘူးဗျာဒီလောက်ဖျားကိုကြည်ညိုပြီးဖျားတွေနှစ်တိုင်းဖူးနေတဲ့သူဟာတကယ်ဖျားကိုတန်ဖိုးထားတယ်ဆိုရင်တော့တရားစခန်းနေပါလိဖွင့်ရင်တစ်ကြိမ်လောက်တော့ကြိုးကြိုးစားစားဝင်ကြည့်သင့်သလားမဝင်ကြည့်သင့်ဘူးလားဒါမှဖျားကြည်ညိုတယ်ဆိုတာငါယုံမှာတရားစခန်းတိုင်းလိုက်ဝင်နေဖို့တော့မပြောဘူးနော်သဘောပါသလားအဲ့တော့ဘုရားကိုယ်တိုင်ပြောနေပြီငါအတုပအပုတ်ကောင်ကိုမင်းကြည့်လို့ဘာထူးမှာတော့ကွာတရားကိုမြင်ရင်ဘုရားကိုမြင်ပါတယ်ကွာချက်သားရတယ်ဟုတ်ပြီလားမင်းငါဘုရားကိုမြင်ရင်လဲတရားကိုမြင်နိုင်ပါတယ်ကွာမင်းကငါဘုရားပြီးမှနေပြီးတော့တရားကိုမြင်အောင်သိအောင်လုပ်မသွားရင်တော့တို့လူအကြီးကြီးလွဲတာတော့မဟုတ်ဘူး तू ကတကယ်တိတ်လွဲတဲ့လူဖြစ်မလားမဖြစ်ဘူးလားတို့ကနှစ်ပေါင်း2000ကျော်မှလူဖြစ်တာဗျာဖះနဲ့လွဲတာမှအကြီးကြီးကိုလွဲတာဒါမှမဲ့တို့လွဲတာတဲ့ဝက်ကလိဖះကိုမြင်နေရသားနဲ့တရားမြင်အောင်မလုပ်ရင်ယဟန်ဘဝရကြူနတ်ပါမလားမရပါဘူးလူဖြစ်ကြူရောနတ်ပါမလားသဘောပါသလားဟဲ့အဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကသူမြင်အောင်လုပ်ရမယ့်တရားကိုဟောထားပေးတယ်ဟုတ်ပြီနော်အဲ့ဒီတရားကိုမြင်ရင်ခင်ဗျားတို့ဇေဒီပထိုးတွေကိုရောက်မရောက်ဝက်ကလိကိုယ်တိုင်လည်းဘုရားစီလာနိုင်သည်ဖြစ်စေမလာနိုင်သည်ဖြစ်စေအဲ့ဒီဘုရားဟောတဲ့တရားကိုသဘောပေါက်သွားတာနဲ့ဒီတရားကိုမြင်တာနဲ့ဘုရားကိုဖူးနေတယ်လို့ဒီလိုပြောလို့ရလားမရဘူးလား
အဲ့ဒီတော့ချစ်သားဝက်ကလေးမင်းဒါကိုဘယ်လိုထင်တယ်လဲကွာမင်းညံထဲမှာပေါ်တဲ့အတိုင်းဖြီးဟုတ်ပြီလားရူပံနေဆံဝါအာနေဆံဝါစာလို့ဆိုတော့ခမရတို့ကမသိအဲတို့ကဗမာလူမေးကဲရုပ်မြဲသလားမမြဲဘူးလားမြဲပါဘူးဗျာအဲ့ဒီလိုမေးတာပဲရှင်းသလားသူကအာနေဆံဗန္ဒီမမြဲပါဘူးဖေရဟုတ်ပြီလားအဲ့တော့မမြဲတဲ့ရုပ်ကိုချမ်းသာတယ်ဆိုမလားဆင်းရဲတယ်ဆိုမလားဝက်ကလေးကလည်းအဲ့တိုင်းဖြေတာဒါပေမဲ့ခမည်းတော်လူတရားစကားဝင်သက်ရင်လို့တရားတွေအများကြီးနာထားလို့ဖြေတတ်တဲ့အဖြေမျိုးတော့မဟုတ်ဘူးနော်သဘောပါသလားသူကိုယ်တိုင်ဘုရားဟောတာလေးကိုသူစင်ကျင်ကြည့်လိုက်တော့သူ့မှာရောရုပ်တရားမရှိဘူးလားခမည်းတော်ရောရှိလားမရှိဘူးလားမှန်ကြည့်လို့ရတဲ့ရုပ်ကိုပြောတာမဟုတ်ဘူးနော်ဒုက္ခနာမှာရှိတဲ့အပူအေးတွေအမာအပြော့တွေအလုတ်အငိမ့်တွေချွေးတွေပါတွေယူစည်းတာတွေချွေးတွေပါတွေမထွက်လို့ငုတ်နေတာတွေအဲ့ဒါအကုန်လုံးရုပ်တရားမြဲလားအဲ့ဒီမမြဲသဖြင့်ချမ်းသာသလားဆင်းရဲသလားကွာတဲ့သဘောပါသလားဟဲ့ကောင်းပြီအဲ့လိုမမြဲတဲ့ရုပ်ဆင်းရဲတဲ့ရုပ်ပြီးတော့ဖောက်ပြန်တတ်တဲ့ရုပ်ကိုဧတမမဧသောဟမသမိဧသောမိအတ္တဒီရုပ်ဟာငါပဲငါဥစ္စာပဲငါရဲ့ကိုအတ္တပဲလို့မင်းယူလို့ဖြစ်မလားကွာဆိုတော့မဖြစ်ပါဘူးဗျာခင်ဗျားတို့ကကြတော့ကြားပါများနားရီဝတော့ပေါ့ကောင်းပေါ့လိုက်မယ်ဒါကမှတကယ်တရားအစစ်ပါတဘာဝတရားဖရာအတွက်လည်းမှန်တယ်တရားဓမ္မတွေအတွက်လည်းဘာသာဗုဒ္ဓဘာသာတွေအတွက်လည်းမှန်တယ်ဘာသာကြားတွေအတွက်ကောမမှန်ဘူးလားလူတွေအတွက်မှန်တယ်လို့နတ်တွေအတွက်ကောမမှန်ဘူးသလားအဲ့ဒါသစ္စာတရားကိုင်းမင်းတို့ကမဗရာကူရာသလောက်တရားမှတ်သဘောပါတယ်နော်ကဲကောင်းပြီရုပ်မေးပြီးတော့ထုံးစံအတိုင်းကဲခမရတို့ကဥဝကလိအနေနဲ့ဖြေဥပဒေကဖရာကိုပူဇော်တဲ့အနေနဲ့ဖရာအစားမေးပြီးမယ်ဟုတ်ပြီနော်တခုချင်းတော့မလုပ်တော့ဘူး၄ခုတွဲပြီးသွားမယ်နော်ဝေဒနာမြဲသလားမမြဲဘူးလားမမြဲတဲ့ဝေဒနာဟာချမ်းသာတဲ့လက္ခဏာလားဆင်းရဲတဲ့လက္ခဏာလားကောင်းပြီဗျာသင်ညာသင်္ခါရမြဲတဲ့တရားလားမမြဲတဲ့တရားလားအဲ့ဒီမမြဲတဲ့သင်ညာသင်္ခါရကိုချမ်းသာတယ်ဆိုမလားဆင်းရဲတယ်ဆိုမလားရှင်းသလားတကယ်တော့ကောင်းတဲ့သင်ညာသင်္ခါရလည်းဆင်းရဲတာပဲမကောင်းတဲ့သင်ညာသင်္ခါရလည်းဘာဖြစ်လို့လဲမမြဲလို့ရှင်းသလားခင်ဗျားတို့ကျုပ်တို့တက်တောင့်တက်တာဖြစ်နေတဲ့ရုပ်လေဆင်းရဲတာပဲနာကျင်ခံခက်နေတဲ့ရုပ်လေဆင်းရဲတာဘာဖြစ်လို့လဲမမြဲလို့ဘလောက်ပြီးတော့တက်တောင့်တက်တာဖြစ်နေပါစီလေတဘဝကအဲ့လိုတက်တောင့်တက်တာဖြစ်မယ်လို့မျှော်လင့်လို့ရသလားအားကြောင့်မလို့ကဲစိတ်ကရောမြဲသလားမမြဲဘူးလားအဲ့ဒီမမြဲတဲ့စိတ်ကိုချမ်းသာတယ်ဆိုမလားဆင်းရဲတယ်ဆိုမလားကဲတော့ပေါင်းလိုက်ပြီအဲ့တော့မမြဲသောဆင်းရဲသောဖောက်ပြန်တတ်သောအဲ့ဒီဝေဒနာတင်ညာသင်္ခါရဝိညာဉ်တို့ကိုဒါဟာဣတံမမငါပဲလို့မင်းယူလို့ရမလားတဲ့ဧသောဟမသမိဒါငါဥစ္စာတွေလို့ကိုဆွဲလို့ရမလားဧသောမေအတ္တဒါရီဟာငါရဲ့အတ္တပဲငါပဲလို့ကိုယူလို့ရမလားသဘောပါသလားဟဲ့ကဲချစ်သားရမင်းအဲ့ဒီတရားလေးကိုပဲနှလုံးသွင်းအဲ့ဒါလေးကိုမင်းမြင်အောင်လုံးနေကွာအဲ့ဒါဆိုငါဖရာကိုမြင်လိုက်မယ်သဘောပါသလားဟဲ့ကဲဟိုအနောက်ကဟာတွေရောအခုခေတ်အခုခါအခုစီစေးကြီးနဲ့ဖရစုံပတ်လေပြီးဖူးဖို့လွယ်ပါမလားဗျမလွယ်ဘူးမလွယ်ဘူးမပူနဲ့ခင်ဗျားတို့ကိုယ်မှရှိတဲ့အဲ့ဒီခန္ဓာ၅ပါးရဲ့မမြဲမှုဆင်းရဲမှုကိုတရက်တစ်ခါလောက်မြင်အောင်နှလုံးသွင်းမြအဲ့ဒါနေ့တိုင်းဘာဖူးခွင့်ရလှုပ်ကြည့်လိုက်စမ်းပါဗျာ
တကယ်ရဘယ်ဖရားပဲနှစုတဲ့ဘယ်ဖရားဘလောက်ပဲပတ်လေကိုယ်ခန္ဓာရဲ့စင်ရင်မှုသဘောလေးမှကိုတခါမှမစင်ကျင်ဘူးရဲ့အဲ့တော့ဖရားနဲ့တွေ့ရကြိုးကိုမနှပ်ဘူးတွေ့လေမတွေ့ဘူးရှင်းသလားရဲ့ကဲအဲ့တော့ဥဝကလိလေးကအဲ့ဒါလေးနဲ့စင်ကျင်ပြီးနေသူ့အချိန်နေသူသိသွားပြီနောက်ဆုံးအချိန်နေကိုရောက်အဲ့တော့ငါအเจ้าမှာတီလို့မဖြစ်ဘူးပေါ့ယူလေးပြောရမယ်ဒီချိန်ကမပြတ်မသားတရားရပြီလားမရသေးဘူးလားမသေးခွဲဘူးဖရားပဲသိမှာဘာဖြစ်လို့လဲဆိုကိုယ်လည်းဘင်းကိုလည်းဖြတ်သွားသေးတာဟုတ်ဗျဟုတ်ပြီနော်ငါဒီเจ้าလေးထဲမှာဘဝဆုံးလို့မဖြစ်ဘူးအဲ့တော့သူ့ကိုရွာပြင်ထုတ်ပါဆိုပြီးတော့သူ့ကိုတောင်ကြီးတောင်ပေါ်ခေါ်သွားခိုင်းတယ်ဟုတ်ပြီနော်အဲ့တော့တောင်ကြီးတောင်ပေါ်ခေါ်သွားပြီးတဲ့နောက်သူ့လည်းဘင်းကိုသူဓာတ်နဲ့လီးလိုက်တယ်ဟုတ်ပြီလားအဲ့ဒီအချိန်မှာဖျားရှင်ကိုယ်တော်မြတ်ကြီးရဲ့အကြောင်းမှာကြတော့သူလည်းဘင်းမဖြတ်ခင်မှာလဲနတ်သားတစ်ပါးလာပြောသွားပြီးသားနတ်သား2ယောက်ကရှင်များရဲ့ချစ်သားဝကလိဆိုတဲ့ယဟန်ကတော့ရှင်များဟောသွားတဲ့တရားကိုမမေ့တဲ့တတိမလျော့တဲ့ဝရိယနဲ့အထုတ်နေပါပြီဗျာဟုတ်ပြီလားအဲ့တော့နောက်တစ်ပါးကထောက်ခံတာဟုတ်တယ်ဗျာ तू အခုအားထုတ်နေပုံမျိုး तू အခုထားတဲ့တတိမျိုးဝရိယမျိုးနဲ့ဆိုရင်တော့ तू ဒီဘဝနဲ့တင်တရားသိမယ်လို့ထင်ပါတယ်ဖေရလို့ဘုရားကိုလာလျှောက်တယ်အဲ့တော့ဘုရားကလည်းမင်းတို့ပြောတာမှန်တယ်လို့လည်းမပြောဘူးမှားတယ်လို့လည်းမပြောဘူးဟုတ်ပြီနော်ယဟန်တစ်ပါးကိုလွတ်လိုက်တယ်သွားကွာမင်းတို့ဝက်ကလိစီသွားဒီအကြောင်းကိုသွားလျှောက်ထားမင်းညနတ်သား2ပါးငါ့ကိုဒီလိုလာပြောတယ်လို့မှတ်ထားလာပြောတယ်လို့သူ့ကိုသွားပြီးလျှောက်ထားလိုက်တရားလုပ်တဲ့သူအားရှိအောင်ဟုတ်ပြီနော်ပြီးတော့ငါစကားအနေနဲ့မင်းတို့မှတ်ရမှာကချစ်သားဝက်ကလိမင်းမကြောက်နဲ့ကွာလို့ဘုရားပြောလိုက်တယ်လို့ပြောလိုက်ဟုတ်ပြီလားချစ်သားမင်းလုံးဝမကြောက်နဲ့မင်းဟာယုံနေသောတည်ခြင်းနဲ့တည်ရမဲ့သူမဟုတ်ဘူးမြင့်မြတ်သောတည်ခြင်းနဲ့သာတည်ရမဲ့သူပါလို့သွားပြောကြည့်လို့ပြောလိုက်သဘောပါတယ်နော်ကောင်းပြီအဲ့ဒီယဟန်နေလာပြီးအားပေးတဲ့စကားကိုလည်း तू ကနားထောင်ပြီး तू တရားတွေတက်ဝရိယတွေတက်ပြီးတော့မှအဲ့ဒီခန္ဓာ၅ပါးရဲ့မမြဲမှုဆင်းရဲမှုကိုထိုင်ပြီးဆင်ခြင်လိုက်တာဟုတ်ပြီနော်အောက်ထစ်ဆုံးသောတာပန်တည်သွားရင်ကိုအယူမားဆိုတဲ့သက်ကာယဒိဋ္ဌိပျောက်လားမပျောက်ဘူးလားဒါသောတာပန်ဖြစ်သွားရင်သက်ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စဟုတ်ပြီလားသက္ကရာကံဖြစ်သွားရင်လောဘဒေါသမောဟအကျဉ်းတွေလျော့သွားပြီအနာဂံဖြစ်သွားရင်လောဘတွေဒေါသတွေတော်သက်သာသွားပြီဒေါသကတော့အရှင်းကုန်သွားပြီအနာဂံကယဟန္တာဖြစ်ရင်တော့ဘယ်ကိလေသာအပူဓာတ်အလောင်ဓာတ်မှမရှိတော့ဘူးဟုတ်ပြီလားအဲ့တော့အဲ့ဒီဒိဋ္ဌိကစလို့လောဘဒေါသမောဟအဆုံးထိကိလေသာတရားတို့သည်တို့တွေကိုချမ်းသာရအောင်လုပ်ပေးတဲ့တရားတွေလားဆင်းရဲအောင်လုပ်တဲ့တရားတွေလားဒါကြောင့်မို့လို့သမုဒိယသစ္စာလို့ခေါ်တာဘာသစ္စာတော့ကောင်းပြီအဲ့တော့ तू ရှုနိုင်တယ်လို့ရှုမှတ်နိုင်တယ်လို့မှတ်ပြီးတော့ငါ့ကိုအပြင်ခေါ်ထုတ်သွားကြပါကွာဘယ်ကိုခေါ်ထုတ်ခိုင်းငါ့ကိုအပြင်ခေါ်ထုတ်သွားကြဟိဆိုပြီးတော့အဲ့ဒီတောင်ကြီးတောင်ကိုလည်းရောက်သွားပါလေရောဟိုအနောက်မှာကြံရစ်ခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကကြည်စမ်းကွာဟိုဘက်တောင်တန်းကြီးမှာဟုတ်ပြီနော်မိโกလုံးကြီးအမဲတန်းကြီးဟိုမှဒီမှအရှိသွားလိုက်နောက်သွားလိုက်တောင်သွားလိုက်မြောက်သွားလိုက်နဲ့ရဟန်းတွေကိုပြောတယ်ချစ်သားတို့ကြည်စမ်းကွာအဲ့ဒီမိโกတန်းကြီးကဘာလဲသိလားဆိုမသိပါဘူးဗျာအဲ့တခြားမဟုတ်ဘူးကွာတဲ့အဲ့ဒါဝက်ကလိရဲ့လာယာဂတိကိုမာနလိုက်ရှာနေတာတဲ့ဘယ်သူလိုက်ရှာဒါပေမဲ့ तू ဘလောက်ရှာပါကွာငါချစ်သားဝက်ကလိရဲ့လာယာဂတိကို तू မတွေးတော့ပါဘူးကွာဆိုအဲ့ဒါယဟန္တာဖြစ်သွားပြီလို့ပြောတာဘာဖြစ်သွားပြီလို့ပြောတာဒီနေရာလေးမှာဦးစင်းတို့မိသလောက်ညံနဲ့သုံးသက်ကြည့်ရင်တော့လေပင်မလီးခင်ကတော့ယဟန္တာမဖြစ်သေးဘူးယဟန္တာဖြစ်ရင်လေအဲ့ဒီလေပင်လီးတဲ့အလုပ်ကိုလုံးမှမဟုတ်ဘူးသဘောပါသလား
ကောင်းပြီဗျာအဲ့တော့လေပင်လီးပြီးတဲ့နောက်အစောကမှခန္ဓာ၅ပါးရှုွက်ကိုကဖရာဟောထားတယ်အဲ့တော့လေပင်ကိုလီးလိုက်တဲ့အခါမှာအ ਨੇ ဆုံးအထင်ရှားဆုံးခန္ဓာကဘာဖြစ်မလဲဆိုတော့ဝေဒနာခန္ဓာကဲကိုလေပင်ကိုလီးထားတဲ့နေရာမှာခံစားမှုသဘောကအထင်ရှားဆုံးဖြစ်နေမယ်ဆိုတော့မသိကြဘူးလားအဲ့တော့သူအဲ့ဒီသေဂာနီးမှာကပ်ပြီးရှုပြီးအရဟတမေအရဟတဘူရသွားတဲ့သမတိတိယဟန္တာဆိုတာရှိတယ်လောကမှာဟုတ်ပြီလားကဲဒါပေမဲ့ဘာပဲပြောပြောဗျာခန္ဓာပရိနိဗ္ဗာန်လဲဆံသွားပြီတရားလဲရသွားပြီဆိုတော့သူအသက်ရှင်နေခွင့်ရအောင်မယ်ဆိုရင်လဲတရားမြင်သွားတဲ့ဖြင့်ဘာကိုမြင်သွားပြီလဲငကူကဖယားရှိငုတ်တုတ်တာနေတာဖယားကိုမြင်တာလားအပုတ်ကောင်ကိုမြင်တာလားသဘောပါသလားဟဲ့ကဲခင်ဗျားတို့ကျုပ်တို့လည်းတရားသိအောင်မလုပ်ဖ ೇನೆ ဖယားဆုံးသာပတ်ဖူးနေမယ်ဆိုရင်ဖယားကိုမြင်ပါလားအုပ်ပုံကိုမြင်ပါလားအဲ့တော့အုပ်ပုံဖူးတာကောင်းလားဖယားဖူးတာကောင်းလားအဲ့တော့ဘာမြင်အောင်လုပ်ကဲတရားမြင်အောင်လုပ်မယ်ဆိုရင်တရားကဝက္ကလိမှာပဲရှိတာလားဥနန္တဝန္တမှာပဲရှိတာလားယောဂီမှာပဲရှိတာလားအလုံးမှာမရှိဘူးလားအဲ့တော့တရားရှာခြင်းအဝေးကြီးသွားရှာစရာဘယ်သူကိုဘယ်သူကြည့်ကိုယ်ကိုကြည့်လိုက်တော့ဖောက်ပြန်တဲ့သဘောရှိမရှိကဲမြဲသလားဟိသီလယူတော့ကအပူအေးတွေအမှားအပြော့တွေအလုတ်အငိမ့်တွေအခုနဲ့တူသေးလားအဲ့ဒါဆိုဒီရုပ်မြဲလို့လားမမြဲလို့လားခံစားမှုလေးတွေရောတူလားတူပါဘူးဗျာဟိုပြုပြင်ရေးတွေအကြောင်းပြောနေတော့ဖရာတရားတန်ခါကိုဇေဒီပထိုးတွေ꿰တာဓမ္မဂရိယတွေ꿰တာလှုပ်ရှားဘုံကြီးတွေ꿰တာလို့ပြောနေတော့ကတချို့ကကြိုက်ချင်လဲကြိုက်မယ်မကြိုက်ချင်လဲမကြိုက်ဘူးခံစားချက်တွေကလှုပ်အခုတကယ်တရားသီးသီးဟောတော့ခံစားချက်တွေကငြိမ်သွားတော့ဒီခံစားချက်ကတခုတည်းအမျိုးမျိုးပြောင်းလဲနေတာလားတခုဖြစ်ပြီးပြတ်ပြီးမှနောက်တစ်ခုလာတာလားအဲ့တော့တင်ညာသင်္ခါရနဲ့စိတ်လေဒီတိုင်းပဲလို့သွားမှတ်လိုက်အဲ့တော့ဖောက်ပြန်ခန္ဓာမှတ်သားပြုပြင်သိဝိညာဉ်ငါးအင်လုံးသောခန္ဓာသည်မြဲတဲ့တရားလားမမြဲတဲ့တရားလားမမြဲသဖြင့်ချမ်းသာသလားဆင်းရဲသလားအဲ့လိုမမြဲတဲ့ခန္ဓာ၅ပါးဆင်းရဲတဲ့ခန္ဓာ၅ပါးအခါမပြတ်ဖောက်ပြန်တတ်တဲ့ဒီခန္ဓာ၅ပါးကိုငါပဲငါဥစ္စာပဲငါရဲ့ကိုယ်ငါရဲ့အတ္တပဲလို့ယူရင်သိမလားသိပါဘူးဗျာအဲ့လိုယူတာကမိစ္ဆာဒိဋ္ဌိရှင်းပြီလားဟဲ့အဲ့ဒါကိုဟောရင်နာရင်မေးရင်ဖြေရင်နဲ့မကျေနပ်ပဲနဲ့ကိုယ်တိုင်ဖြစ်ပြီးပြတ်တာတွေ့သွားရင်ဟိုလိုမျိုးလွဲမားတဲ့အယူနဲ့ယူအောင်မလားယူပါဘူးဖြစ်ပြီးပြတ်တာဘာသစ္စာသိရဲ့ဉာဏ်ကဘာသစ္စာကဲသက်ကာယဒိဋ္ဌိနဲ့တကွနော်လောဘဒေါသမောဟမာနများသိတယ်ဆိုတာဘာသစ္စာသမုဒယသစ္စာအကြောင်းချုပ်ရင်နောင်လာယာဂတိရှိပါဦးမလားရှိပါဘူးလာယာဂတိကုံဆုံးနိဗ္ဗာန်ဘာသစ္စာသစ္စာဘယ်နှချက်ကိုက်ကံဤကဲ့သို့ဖြစ်ပြတစ်ချက်မြင်သစ္စာ၄ချက်ပြိုင်နဲ့စိုက်ပြီးတကားလမှသားလျက်သန္တနာဝေတွင်းကလေလောကင်းမာမှုတကယ်သုံးလောကထောထားဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဉာဏ်တော်ကိုလည်းကိုယ်တိုင်မြင်ခွင့်ရမှာမှုမမီမလျော်မပေါ်ဆသောတတိတရားမလျှော့သောသွေးလုံးလားလက်ကင်ထားပြီးတော့မှအခုလိုကလိယုတ်ဆုပ်ကကြီးမှာအများမကြိုက်တဲ့အခုလိုကောင်းတဲ့အလုပ်တွေကိုလုံနိုင်တဲ့ဘုန်းရှင်ကံရှင်တွေဖြစ်အောင်ပို့ပြီးကြိုးစားကြလို့တိုက်တွန်းရင်နားကြစို့